ဒီနိုင်ငံမှာတော့ကြက်ဥဘဲဥစားသုံးခြင်းကိုပြင်းပြင်းထန်ထန်ပိတ်ပင်တားမြစ်ထားပါတယ်။အကယ်၍ကြက်ဥစားနေတာကိုအဖမ်းခံရရင်တော့တေတံအထိချမှတ်ခံရမှာပါ။ဒါပေမဲ့လည်းလူအနှဲငယ်ကတော့ကွယ်ရမှာတိတ်တဆိတ်ခိုးစားနေကြတော့ပဲဖြစ်ပါတယ်။စားတောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကကြက်ဥတွေကိုအမြန်ချက်ပြုတ်ပြီးဖောက်တယ်တွေကိုချကျွေးနေပါတယ်။ဒါပေမဲ့ဆိုင်ထဲကလူတွေကစူညံနဲ့အတန်တွေအရမ်းကျယ်နေခဲ့တာပေါ့။ဒါကြောင့်ဆိုင်ရှင်အမျိုးသမီးကအားလုံးတိတ်နေကြပါမဟုတ်ရင်ကြက်ဖကင်းလက်အဖွဲကြားသွားလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။တဆိုင်လုံးချက်ချင်းပဲငြိမ်ကျသွားခဲ့ပေမဲ့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။ရုတ်တရက်ဆိုသလိုဆိုင်တကားလူခေါ်ပဲတီးတန်မိလာပြီးချွန်ထက်တဲ့ခြေသေးတွေရှိတဲ့အေယာမာကြက်ဖကြီးတကောင်ဟာဆိုင်ထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်လာပါတော့တယ်။ဆိုင်ထဲကလူတွေအားလုံးကြောက်လန့်တကြားနဲ့စွန့်သွားခဲ့ကြပြီးဘာမှမဖြစ်ခဲ့သလိုမျိုးသူတို့ရဲ့နှုတ်ခမ်းတွေကိုအမြန်တုပ်လိုက်ကြပါတယ်။ဒါပေမဲ့ကြက်ဖကြီးကတော့ကြက်ဥနံကိုရသွားခဲ့ပြီဖြစ်လို့ဒေါသတွေအလိမ့်လိမ့်ထွက်နေခဲ့ပါပြီ။ဆိုင်ရှင်အမျိုးသမီးကကြောက်လန့်တကြားတုံရင်နေတဲ့အချိန်မှာပဲကြက်ဖကြီးကဥပဒေကိုဖောက်ဖျက်တဲ့အတွက်ဆိုင်ထဲမှာရှိတဲ့လူတွေအားလုံးတေတံပေးခံရမယ်လို့အော်ဟစ်ကြေညာလိုက်ပါတော့တယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့အဖိုးကိုတယောက်ဟာထိမ့်မနိုင်သိမ့်မရအောင်တုန်လှုပ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စာလောင်မှုသိမ့်မှုကအရန်ပြင်းထန်နေတာကြောင့်ကြံနေတဲ့ကြက်ဥမကြက်တစ်ကြက်ကျော်ကိုအမြန်ပဲကောက်စားလိုက်ပါတော့တယ်။အဲ့ဒီအဖိုးကိုကြည့်ပြီးဆိုင်ထဲကလူတွေအားလုံးလဲကြောက်လန့်ကြားနဲ့သူတို့ရှိကကြက်ဥတွေကိုပါဇက်ထဲအတင်းကောက်ထည့်ပြီးအမြန်ဆုံးဝါမျိုးကြပါတော့တယ်။တချို့ဆိုရင်ကြောက်လွန်းလို့ကြက်ဥအစိမ့်လိုက်တောင်မျိုးချပစ်ကြတာပါ။သူတို့မျက်စိရှိတင်ကြက်ဥတွေအများကြီးကိုအငမ်းမရစားပစ်နေကြတာကိုမြင်လိုက်ရတဲ့အတွက်ကြက်ဖရီဟာဒေါသထုတ်အထိပ်ရောက်သွားကြပါတယ်။မိန်းကလေးဖြစ်သူကတော့ကြောက်လန့်တကြားနဲ့နောက်ကိုဆုပ်လိုက်မိတဲ့အချိန်မှာပဲရုတ်တရက်သူမရဲ့မျက်လုံးတွေပွင့်လာခဲ့ပါတယ်။တကယ်တော့ဒါတွေအားလုံးကအိမ်မက်တစ်ခုတက်တက်ပဲဖြစ်နေပါတော့တယ်။